Chicken လေးစားရပါတော့ကျွန်တော် DHA ကိုအားပေးကြတဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်နောက်ကျသွားပြီနောက်ကျတယ်ဆိုတာကကျွန်တော်မိတ်ဆွေတို့ကြိုက်တဲ့တကွက်ကောင်းကိုချာရှာနေလို့ပေါ့နော်တကွက်ကောင်းကြိုက်တယ်ဆိုလို့ပေါ့နော်ဟုတ်ပါတယ်တကွက်ကောင်းဆိုတော့လွဲခဲ့ရင်လည်းထိုးကြီးတက်တာပေါ့နော်မှန်ခဲ့ရင်လည်းမြင်များရတာပေါ့ဗျာကျွန်တော်တကွက်ကောင်းလေးတွေ့လို့အခုတင်ပေးလိုက်မယ်ဒီမှာကျွန်တော်3ညဆိုတဲ့ကဏ္ဍလေးကိုပြရအောင်ဝိုင်းလေးဝိုင်းလိုက်မယ်ဒီမှာလည်း3ညဆိုတဲ့ကဏ္ဍလေးကိုပြရအောင်ဝိုင်းလေးဝိုင်းလိုက်မယ်ဒီပြရအောင်ဝိုင်းနှစ်ခုကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်3ညနှလုံးပေါင်းလိုက်ရင်3ညဖြစ်ပါတယ်အဲ့ဒီ3ညဆိုတဲ့ကဏ္ဍဒီမှာ3ညထိပ်စီးဖြစ်ပါတယ်နော်ပြီးရင်နောက်တစ်ခုကဒီမှာပိုင်းအောင်လေးဆွဲလိုက်မယ်နော်ပိုင်းအောင်ထဲမှာရှိတဲ့ကဏ္ဍနှစ်ခုကကြတော့ခွန်6ကိုပေါင်းလိုက်ရင်73ဆိုတော့3ပေါ့ဗျာအဲ့တော့ဒီမှာ3ပိတ်ပါတယ်နော်3ပိတ်ဆိုပြီးတော့ပေးထားပါတယ်ခွန်6ပေါင်းခြင်းဒီ73ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ3ပိတ်ဆိုပြီးတော့ပေးထားတာကိုတွေ့ရပါတယ်အဲ့တော့3ညထိပ်ကြရအောင်3ညထိပ်ပိုင်းအောင်က3ပိတ်နဲ့3ည3ဆိုပြီးတော့ထွက်ထားပါတယ်ဒီညမှာကျွန်တော် break ကိုပြပေးမယ်break ကတော့ဒီမှာအစိမ်းအောင်လေးဖြစ်ပါတယ် break ပါကျွန်တော်တခါတည်းတွဲပြပေးမယ်အစိမ်းအောင်ထဲမှာရှိတဲ့ကဏ္ဍ3လုံးကခုနှစ်လေးပေါ့နော်အဲ့ဒီခုနှစ်လေးကိုပေါင်းလိုက်လို့ရှိရင်73ဖြစ်ပါတယ်73ဆိုတော့3 break ဆိုပြီးတော့ကျွန်တော်ယူလိုက်မယ်ဒီမှာအစိမ်းအောင်က3 break ပေါ့နော်ကြရအောင်က3ညထိပ်စီပိုင်းအောင်က3ပိတ်နဲ့3ည3ဆိုပြီးတော့ထွက်ထားပါတယ်ဒါကတော့ကျွန်တော်တို့ဒုတိယပင်အတွက်အပြာရောင်ဝိုင်းနှစ်ခုဝိုင်းလိုက်ပါမယ်ဒီအပြာရောင်ဝိုင်းထဲမှာဆိုလို့ရှိရင်ခွန်နှလုံးရှိမယ်နော်ခွန်နှလုံးပေါင်းလိုက်ရင်14ဆိုတော့ဒီမှာ4ဆိုပြီးတော့ထိပ်စီးကြထားပါတယ်ဆိုအပေါ်မှာကျွန်တော်အစိမ်းရောင်ကခုနှစ်လေးကိုပေါင်းလိုက်တာ73ဆိုတော့3 break ကတော့ဒီမှာနော်3 break ကဒီမှာ3ည3ဆိုပြီးတော့ထွက်ထားပါတယ်ဟိုဒုတိယပြန်ကျွန်တော်တို့4ထိပ်စီးရပြီနောက်ထပ်ဒီမှာပိုင်းအောင်ထဲမှာရှိတာ68ကိုပေါင်းလိုက်ရင်14ဆိုတော့4သူကလည်းဒီမှာ4ဆိုပြီးတော့ပိတ်ထားပါတယ်နော်ဒီလည်းပထမပင်လိုပဲပိုင်းအောင်လေးကလည်း4ပိတ်ဖြစ်ပါတယ် break အနေနဲ့ကကြတော့ဒီဘက်မှာအစိမ်းအောင်လေး4ရယ်3ရယ်အောက်က1ရယ်ပေါင်းလိုက်မယ်4 3 1ကိုပေါင်းလိုက်ရင်8ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က8 break ဆိုပြီးတော့ယူလိုက်မယ်8 break အဲ့ဒီ8 break ဒီကျွန်တော်တို့ဒီမှာအပြာရောင်က4ထိပ်စီအပိုင်းရောင်က4ပိတ်နဲ့4ဆိုပြီးတော့ညနေပိုင်းမှာထွက်ထားပါတယ်တတိယပင်ဒီနေ့ညနေပိုင်းအတွက်ကကြတော့ဒီမှာအပြာရောင်တဝိုင်းဝိုင်းလိုက်မယ်ဒီမှာတဝိုင်းဝိုင်းလိုက်မယ်နော်ဒီမှာ9ဒီမှာ9နဲ့9နဲ့ပေါင်းလိုက်လို့ရှိရင်12
စနစ်ဆိုတော့ကျွန်တော်ပထမပင်ဒုတိယပင်ပေးတဲ့ပုံစံလေးတိုင်းပဲဒီမှာနှစ်ထိပ်စီးဆိုပြီးတော့ယူလိုက်မယ်နော်နှစ်ထိပ်စီးဆိုပြီးယူလိုက်မယ်9နဲ့9နဲ့ပေါင်းတာစနစ်ဖြစ်တဲ့အတွက်ကြောင့်နှစ်ထိပ်စီးဆိုပြီးယူလိုက်ပြီးရင်အပိတ်ကကြတော့တို့လည်းပထမပင်ဒုတိယပင်ပေးတဲ့ပုံစံလေးတိုင်းပဲတတိယပင်ကိုလည်းကျွန်တော်ယူလိုက်မှာဖြစ်ပါတယ်ပန်းရောင်ထဲမှာဆိုလို့ရှိရင်2 1နဲ့1နဲ့ပေါင်းရင်3ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာပထမပင်ဒုတိယပင်ပေးတဲ့ပုံစံလေးတိုင်းပဲဒီမှာကျွန်တော်3ပိတ်ဆိုပြီးတော့ယူလိုက်မယ်ကျွန်တော်ထိပ်စီးက2ထိပ်စီးပိတ်က3နော်ပြီးတော့ break ပြပေးမယ် break ကလည်းပထမပင်ဒုတိယပင်ပေးတဲ့ပုံစံလေးတိုင်းပဲကျွန်တော်တတိယပင်ကိုယူလိုက်မယ်ဒီမှာ4နဲ့9ရှိမယ်အောက်မှာ4ဆိုတဲ့ကဏ္ဍရှိမယ်ဒီအစိမ်းအောင်ထဲမှာရှိတဲ့ကဏ္ဍ3လုံးက4 4ပေါင်းလိုက်ရင်15ဆိုတော့ကျွန်တော်က5 break ဆိုပြီးတော့ယူလိုက်မယ်နော်5 break အစိမ်းအောင်လေးက5 break ကျွန်တော်တို့ break က5 break ရထားတာနှစ်ထိပ်စီးနဲ့3 break ဆိုတော့5 break ကွက်တိကျနေပေါ့နော်ကဲပါ28ရက်တလ2026ညနေ4 နာရီခွဲအတွက် break ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ R ဆိုပြီးတော့ထည့်မယ်နော်အဓိကဒါကတော့အဓိက main ကွက်ပေါ့နော်အဓိက main ကွက် break ကြိုက်တဲ့မိတ်ဆွေများက5 break ကိုကစားပါနော်ထိပ်စီးကစားခြင်း2ထိပ်စီးအပိတ်ကစားခြင်း3အပိတ်ဖြစ်ပါတယ်ဒါကတော့မိတ်ဆွေတို့ကြိုက်တာကစားပါနော်မိတ်ဆွေကြိုက်တာကိုကစားပါ5 break ကြရင်5 break ကိုကစားပါ2ထိပ်ကြရင်2ထိပ်ကိုကစားပါကျွန်တော်ကအရန်အနေနဲ့ကကြတော့ခွန်တုံးအာရယ်2 8အာရယ်ခွန်8အာရယ်ဆိုပြီးတော့မှအရန်4ကွက်ကျွန်တော်ထည့်ပေးလိုက်မယ်နော်အရန်4ကွက်ဒါကြီးကတော့အရန်လေးပေါ့နော်ဟုတ်ကဲ့ပါ28ရက်တလ2026ညနေ4 နာရီခွဲအတွက် site ကလေးကတော့ဒီလောက်ပါပဲเนาะမိတ်ဆွေကြိုက်တဲ့တကွက်ကောင်းဒီမှာကျွန်တော်တင်ပေးထားပါတယ်เนาะ5 break 2ထိပ်3 break နဲ့2 3ဖြစ်ပါတယ်เนาะအောက်ကခွန်တုံးတို့2 8တို့ခွန်8တို့ဆိုတာကျွန်တော်အရင်လေးထည့်ပေးထားတာပေါ့เนาะဟုတ်ကဲ့ပါကျွန်တော်ချင်းမိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေအနေနဲ့ကင်းပေးရှင်းကြပါစေကိုယ်စိတ်နှလုံးရှင်ပြောနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီရှီယာနေဆုတောင်းပေးလိုက်ပါတယ်ဒီနေ့ညနေပိုင်းမှာကျွန်တော်ကဏ္ဍလေးနဲ့ကျွန်တော်မိတ်ဆွေအားလုံးပေါက်ကြပါစေလို့ထပ်ပြီးဆုတောင်းပေးပါတယ်နောက်ကျသွားတယ်ဆိုတာကလည်းကျွန်တော်မိတ်ဆွေတို့တကွက်ကောင်းရစေချင်လို့ကျွန်တော်တကွက်ကောင်းလေးကိုတခြားစီစစ်ပြီးတော့ရှာနေတာပေါ့နော်ဒီလိုမျိုး break တို့ဘာလို့လဲကွက်တိကြလေးပေါ့နော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်